ဟေးလူမသားလေးပြုတ်ကြမယ်စဉ်းစားဟောဥပုပ်ကိုတက်ခိုင်းတာအေးဥတက်ပြမယ်နောက်ကနေနဲ့တွန်းပြီးဥပုပ်ကအရက်ဘူးအေးရတော့မယ်အေးရပြီရှော့ဆင်းပြမှာလားကဲယာညနေခင်းလေးပြေးတယ်မှာကိုဟောဆန်တွေတောင်းမဖြန်းတဲ့ခါပေါင်းမလဲလို့ရှက်သွေးဖြာဟဲ့နောက်ဆုံးရကျွန်တော်အရင်ချစ်တာလေကျွန်တော်အရင်ဖြစ်ပြီးတာလေကျွန်တော်ချစ်တယ်မမြဒီကောင်မချစ်ဘူးမမြကျွန်တော်ချစ်တာမလားမမြအောင်လို့မမြပြောမမြကျွန်တော်ပဲချစ်တာမလားကျွန်တော်အရင်ချစ်တာနော်ကျွန်တော်ပဲချစ်တာနော်မမြပြောကျွန်တော်ပဲချစ်တာဆိုမမြညီဟာရုံးပါနဲ့ကွာကိုဖေးပါဗျာညီအပေါ်မှာမြစ်တာစိတ်ယူဖိတ်ချင်နေတာကြာပါပြီဒီဟာတွေမြင်သွားရင်မကောင်းပါဘူးဗျာပြီးတော့ကျွန်တော် straight ပါဟောညီယာရမင်းဘာလို့ငါ TikTok အကောင့်မှာလာဆဲတောင်မင်းကစောက်ချိုးမှမပြီးတာဆဲမှာပေါ့မင်းကကြည့်ခိုင်းတာမင်းမကြည့်ရင်ကြော်သွားလေငါဖုန်းပြီးထည့်ပြီးငါဆဲတာမင်းကစောက်ကူစားမှာတော်တော်လို့လမ်းမကြီးမှာကွာမင်းတို့ကောင်တွေခွေးသိက်ကကြတယ်ဒီမကောင်းလို့စီးကန်းလာပြပါတယ်ဆိုဆရာဝန်တွေကငါ့ကိုဖုန်းအားသွင်းတယ်လို့သွင်းထားတယ်ငါခန္ဓာကိုယ်မှာဘက်ထရီရာခိုင်နှုန်းက68တောင်ရှိသေးတယ်မဆိုးဘူးဟာ